မြသည်တောထဲမှာပြန်လာတယ်။လက်ထဲနဲ့ငှက်ကလေးတစ်ကောင်ပါလာတယ်။ဦးမြလာကြည့်ပါအောင်အေးရတောထဲမှာအတောင်ပန်ကျိုးပြီးလဲနေတာတွေ့လို့ကောက်လာတာတနာစရာလေးပါပဲ။ဒေါ်ကြီးကအမလီတော်ကလည်းကို့ဘာလောင်ကိုမနိုင်တာအခုအပိုတယောက်တိုးလာပြန်ပြီ။ဦးမြနေပါစေဦးဟာတတ်ထဝါတကောင်ကိုကယ်ရတာခုဖို့ရပါတယ်။ခဏလေးပဲကြွေးထားမှာပါ။နေကောင်းရင်ပြန်လွှတ်လိုက်မယ်။နောက်တနေ့မနက်မိဖို့ကြောင့်နားမှာဦးမြညက်ကလေးကိုသွားကြည့်ရင်အလန်တကြားអော်လိုက်သည်ဦးမြကဟေးအေးဟေးမိအေးမြန်မြန်လာပါဦးဟာဒေါ်အေးကအပြေးအလွှားရောက်လာညင်ဘာဖြစ်တာလဲတော့လန့်လိုက်တာဒါရွှေဦးကြီးပါလားတော့ကျမတို့ချမ်းနာပြီတော့လက်အနည်းငယ်အကြာဦးမြဒီတိုက်ပုံအင်ဂျီဝတ်ကစားပွဲပေါ်တွင်ရွှေဥများကိုတန်းစီပြီးရေးတွက်နေတယ်ဒေါ်အေးကဘေးတွင်ရက်ခတ်ပေးနေတယ်ဦးမြကတပ်ပြင်းချရင်ဟိုးစိတ်မရှိတော့ဘူးကွာတနေ့မှတစ်လုံးပဲရတာအချိန်ကုန်လိုက်တာတော်ကလေအခုလဲကျမတို့တရွာလုံးမှာအချမ်းသာဆုံးပဲဟာဘာဒီလောဘတက်နေတာလဲဦးမြကမင်းကလူအားပဲဒီငတ်ပိုက်ထဲမှာရွှေဥဒီအပြည့်ရှိနေမှာတနေ့တလုံးစောင့်နေရင်ငါတို့အိုသွားလိမ့်မယ်အကုန်လုံးကိုတခါတည်းထုတ်ယူလိုက်ရင်ငါတို့ဒီတဲ့ပိုချမ်းသာအောင်မှာတော်အေးကစိုးရင်တကြီးထင်ဟာမလုပ်ပါနဲ့တော့မိုက်တဲ့အလုပ်ကိုမလုပ်စမ်းပါနဲ့ရှိတာလေးနဲ့ရောက်ရဲပါအောင်တော့ဦးမြသည်ဓားကိုဂိုင်ကငှက်ကိုဖမ်းလိုက်တယ်တော်အေးကအတင်းဆွဲထားတော့လေဦးမြကတွန်းထုတ်လိုက်တယ်ဖဲ့စမ်းပါငါ့ကိုလာမတားနဲ့ငါဒီနေ့တထေးကြီးဖြစ်ရမယ်ဦးမြသည်ငှက်ပိုက်ကိုခွဲလိုက်တယ်ခဏအကြာတွင်မရှိဘူးပိုက်သေးမှာရွှေဥတလုံးမှမရှိဘူးတော်ကြီးကတော့ကိုကျမဖြိုးစားပဲအထုတော့ငှက်ကလေးလက်သေးပြီးရွှေဥလည်းမရတော့ဘူးတော့လောဘကငါတို့ဘဝကိုဖျက်လိုက်တာပဲဦးမြသည်လက်ထဲမှဓားကိုလွှတ်ချလိုက်ပြီးငုတ်တုတ်ထိုင်ကနောင်တရသလိုငေးကြည့်နေရင်ဇလန်းပြီးဆုံးသွားသည်